ဘန်ကိုလူဖို့ဝင်သွားတဲ့လူတယောက်ကပတ်စံမရပဲငွေလဲဖို့နေရာထဲရောက်နေမှတိလိုက်ရရင်ဘယ်လိုဖြစ်မလဲဒီလူရဲ့ဦးကြောင်လုပ်ရက်တွေကသူ့ကိုအနေရည်အလဲထဲရောက်သွားစေခဲ့ပါတယ်ကွန်တင်ဆိုတဲ့လူကဘက်တစ်ခုတည်းဝင်ပြီးလူရက်ဖို့စူးစမ်းခဲ့ပေမဲ့ကောင်တာကဝန်ထမ်းကသူ့ကိုဂျပန်ယန်းငွေပဲပေးလိုက်ပါတယ်ဒါပေမဲ့သူကတော့ယူရိုငွေပဲလိုချင်တယ်လို့ဒေါသထွက်ပြီးပြောပါတယ်အဲ့ဒီအချိန်မှာဝန်ထမ်းကဒီနေရာဟာဘန်မဟုတ်ပဲငွေလဲတဲ့နေရာဖြစ်ပြီးယူရိုငွေကတော့လမ်းတစ်ဖက်ကဘန်မှာရှိတယ်လို့ရှင်းပြလိုက်ပါတယ်ဒါကြောင့်ကွန်တင်ကချက်ချင်းအပြင်ထွက်ပြီးတစ်ဖက်ကဘန်ထဲဝင်သွားပါတယ်ဒါပေမဲ့သူမသိခဲ့တာကအဲ့ဒီနေရာဟာနိုင်ငံရဲ့အဓိကဘန်ကြီးဖြစ်နေခဲ့တာပါခဏအတွင်းမှာပဲရဲတပ်ဖွဲ့တွေအများကြီးရောက်လာတာကြောင့်သူကထိတ်လန့်ပြီးအနည်းဆုံးရုပ်ရှင်ရုံထဲပြေးဝင်သွားပါတယ်အဲ့ဒီအချိန်မှာရုပ်ရှင်တကားပြနေပြီးတိုက်ဆိုင်သူ့အကြိုက်ဆုံးကာတွန်းကဖြစ်နေခဲ့ပါတယ်ဒါကြောင့်ထွက်ပြေးဖို့မိပြီးထိုင်ကြည့်နေပါတော့တယ်ရဲတွေကမကြခင်သူ့ကိုရှာတွေ့သွားပေမဲ့ရုပ်ရှင်ကိုအရန်စိတ်ဝင်စားနေတဲ့အတွက်မထွက်ချင်ခဲ့ပါဘူးနောက်ဆုံးတော့သူထောင်ချသွားခဲ့ပါတယ်ထောင်ထဲမှာအခန်းဖော်ကဘစ်ကစ်စားနေတာကိုမြင်ပြီးကွန်တင်ကဘာစားနေတာလဲဘာရတာလဲဘဲကဝယ်လာလဲဆိုပြီးမိကုန်းတွေစက်တိုက်မိပါတော့တယ်ခန်းဖော်ကစိတ်ညစ်လာပြီးသူ့ကိုတောင်ရိုက်ချင်လာခဲ့ပါတယ်တိတ်မကြခင်အရေးပေါ်အချက်ပေးတန်ထွက်ပေါ်လာပြီးအားလုံးထင်ထားတာနဲ့မတူပဲရိုက်ခံရတဲ့သူကကွန်တင်မဟုတ်ပဲအခန်းဖော်ဖြစ်နေခဲ့ပါတယ်ထောင်မှုကသူ့မှာစိတ်ပိုင်းဆိုင်ရာပြဿနာရှိမယ်ထင်ပြီးစိတ်ကျန်းမာရေးဆရာကိုခေါ်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့စစ်ဆေးနေချိန်မှာတော့ကွန်တင်ကပြန်တန်းနေတဲ့ရင်ကောင်ကိုဖမ်းဖို့ပဲအာရုံစိုက်နေခဲ့ပါတယ်။နောက်ဆုံးဆရာကသူ့မှာစိတ်ရောဂါမရှိဘူး။ရိုးရှင်းရှင်းပြောရရင်ညနေနဲ့နောက်ကျတဲ့သူပဲလို့ပြောလိုက်ပါတယ်။နောက်ရက်တွေမှာလည်းကွန်တင်ရဲ့အမေးမြန်းတွေကြောင့်အခန်းပေါ်တိုင်းစိတ်ကုန်လာကြပါတယ်။ဒါကြောင့်ထောင်မှုကသူ့ကိုလူဘီဆိုတဲ့လူသက်သမားနဲ့အခန်းတူထားလိုက်ပါတယ်လူဘီကလူဆိုးကိုင်းကောင်းဆောင်ရဲ့ချစ်သူကိုခေါ်ထွက်သွားပြီးငွေမြောက်များကိုလည်းခိုးယူထားတဲ့သူဖြစ်ပါတယ်။ထောင်မှုကတော့အဲ့ဒီငွေတွေဘယ်မှာဝတ်ထားလဲသိချင်နေပေမဲ့လူဘီကထောင်ထဲရောက်ကလေးကစကားတခွန်းတောင်မပြောခဲ့ပါဘူး။ဒါပေမဲ့ကွန်တင်ခန်းထဲဝင်လာတဲ့အချိန်မှာတော့သူ့ရဲ့ပုံမှန်အတိုင်းမိကုန်းတွေစတင်ပါတော့တယ်။နာမည်ဘယ်လိုခေါ်လဲ၊ဘာအလုပ်လုပ်လဲ၊ဝါသနာပါလဲ၊ဘာယာတီခွင်လဲဆိုပြီးတညလုံးမရက်မနာပြောနေခဲ့ပါတယ်။လူဘီကတော့တိတ်တိတ်လေးပဲနေခဲ့ပေမဲ့ကွန်တင်ကသူ့နားထောင်နေတယ်လို့ထင်နေခဲ့ပါတယ်ဒါပေမဲ့နောက်လက်ကြည့်လိုက်တဲ့အချိန်မှာလူဘီကကိုအနေပြုဖို့စူးစမ်းထားတာကိုတွေ့လိုက်ရပါတယ်လူတွေကသူ့စကားကိုအေးအေးဆေးဆေးနားထောင်ပေးတာရှားလုံးလို့ကွန်တင်ကဝမ်းနဲ့သွားခဲ့ပါတယ်ကံကောင်းစွာနဲ့လူဘီအသက်မဆုံးသေးပဲဆေးရုံမှာကုသနေရကြောင်းသိလိုက်ရပါတယ်အဲ့ဒီနောက်ကွန်တင်ကလူဘီလိုပဲလုပ်ပြီးသူကိုယ်တိုင်လည်းဆေးရုံရောက်အောင်လုပ်လိုက်ပါတယ်အဲ့ဒီကြောင့်သူတို့နှစ်ယောက်ဆေးရုံခန်းတစ်ခန်းနဲ့ပြန်ဆုံသွားကြပါတယ်လူဘီကဆရာဝန်ကိုငွေတန်းပေးမယ်ထောင်ကနေလွတ်အောင်ကူညီပေးဖို့ပြောလိုက်ပြီးဆရာဝန်ကလည်းသဘောတူလိုက်ပါတယ်ဒါပေမဲ့ကွန်တင်မှာနောက်ကလိုက်လာတာကြောင့်သူတို့နှစ်ယောက်အတူတူထွက်ပြေးသွားခဲ့ကြပါတယ်လူဆိုးကိုင်းကလူဘီကိုလိုက်ရှာတွေ့ပေမဲ့အရေးကြီးတဲ့အချိန်မှာကွန်တင်ကရန်သူနှစ်ယောက်ကိုတားဆီးပြီးလူဘီကိုကယ်တင်ခဲ့ပါတယ်လူဘီကရဲကားတစ်စီးကိုယူပြီးမီလင်းတန်းဖွင့်ကမောင်းထွက်သွားတဲ့အခါလမ်းဘေးကရဲတွေကသူတို့ကိုရဲအစ်စ်တင်ပြီးအလေးပြုခဲ့ကြပါတယ်နောက်ဆုံးသူတို့နှစ်ယောက်ဟိုတယ်တစ်ခုမှာပုံနေကြပြီးလွတ်မြောက်ပြီလို့ထင်ခဲ့ကြပါတယ်ကွန်တင်ကအတူတူဘာခွင့်ကြမယ်လို့အကြံပေးပေမဲ့လူဘီကတော့အရင်ဆုံးလူဆိုးကိုင်းကောင်းဆောင်ကိုလက်စားချေရမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီညမှာကွန်တင်ကလူဘီရဲ့ဖုန်းနဲ့လူဆိုးကောင်းဆောင်ကိုဖုန်းဆက်ပြီးလူဘီရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်နောက်နေ့မှာလူဘီကလက်စားချေကိုထွက်သွားချိန်လူဆိုးတွေကကွန်တင်ကိုဖမ်းပြီးရိုက်နှက်ကြပါတယ်ဒါပေမဲ့နောက်ဆုံးမှာတိလိုက်ရတာကကွန်တင်ကလူဘီကိုတစ္ဆာဖောက်တာမဟုတ်ပဲလူဘီကိုလက်စားချေနိုင်အောင်ရန်သူတွေကိုအဝေးဆွဲခေါ်သွားဖို့ရည်ရွယ်ချက်ရှိလုပ်ခဲ့တာပါအန်နီရဲ့ရှိဆုံးအချိန်မှာလူဘီပြန်ရောက်လာပြီးသူတို့ကိုကယ်တင်လိုက်ပါတယ်နောက်ဆုံးတော့ဒီထူးဆန်းတဲ့တငယ်ချင်းနှစ်ယောက်ရဲ့အိမ်မက်ကအကောင့်ထဲပေါ်နိုင်တော့မှလားဆိုတာဖြေခဲ့ပါ